လိုင်းမောင်ကသမီးလေးတွေအားလုံးတဲတဲလို့ချစ်ပြတာခံကျင်နေတဲ့သမီးတွေအားလုံးအတွက်ကိုအဖေတယောက်အနေနဲ့ပဲခရိုင်ရိုင်နေပဲပြောလိုက်မယ်နော်အဲ့ဒါဘာလဲဆိုတော့တဲတဲလို့ချစ်ပြတာကိုကြိုက်နေတဲ့သူတွေအားလုံးသမီးစားတက်တန်းလဲကွဲမှာမဟုတ်ဘူးအသွေးသားဆုပ်ပြီးအဲ့ဒီကောင်နောက်ဆုပ်သွားမှာဒါယောက်ျားလေးလို့ယောက်ျားလေးတွေဥကိုဝိုင်းဆဲရင်ဆဲနေမယ်ကြိုက်တယ်လို့ပြောတယ်သမီးတွေအတွက်ကိုဥတို့ကလည်းသမီးတွေမွေးတာများသမီးတွေအတွက်ကိုပြောတာတဲတဲလို့ချစ်ပြနေပြီဆိုအဲ့ကောင်ဆရာကြီးတဲတဲလို့ချစ်ပြဖို့အချိန်နေရှိနေပြီဆိုရင်အဲ့ကောင်ဒီစီးပွားရေးမှာစီးပွားရေးစိတ်တက်မရှိတဲ့အတွက်လုံးဝစီးပွားရေးနဲ့လည်း no တဲတဲလို့ချစ်ပြတာဒီကောင်ဒီဆရာကြီးဖြစ်နေတဲ့အတွက်အိမ်တော်ရေးမှာဘလို့မှအိမ်တော်ရေးမပြောလို့ပေါ့သမီးသားမှာအဆင်မပြေနိုင်ဘူးအသွေးသားကိုစုပ်ပြီးသွားရင်ဝါရင်နောက်တစ်ယောက်ပြောင်းပါလိမ့်မယ်နော်အဲ့လိုပဲနောက်တစ်ယောက်တွေနဲ့နော်ချစ်ပြနေဆရာကြီးပါတကယ်ချစ်တဲ့သူငါသမီးတွေအားလုံးရွေးချယ်ရမယ်သူကချစ်တတ်တယ်ကိုယ်အရန်ချစ်တယ်လက်ခံတယ်အရန်ချစ်တတ်တဲ့သူတွေကလေကိုချစ်တာကိုထုတ်မပြရဘူးအဲ့ဒါ theory တစ်ခုလို့သတ်မှတ်လိုက်ကိုချစ်တာကိုဘယ်တော့မှထုတ်မပြအောင်နော်ကိုချစ်သူကိုလိုရာကိုဖြည့်ပေးတယ်လိုရာကိုလုတ်ပေးတယ်ဗဇက်ဟာလိုက်တာနဲ့ကိုချစ်သူတို့ကိုဘလောက်အဆင်ပြေနော်ကိုဘက်ကပြဿနာကိုဖြေရှင်းတယ်ဒီလိုပဲအိမ်အောင်တဲ့ဘဝကိုရောက်သွားပြီဆိုရင်လေရိုမက်တစ်တွေမဆန်ဘူးဟာဒီကြောကြီးနဲ့လောက်ကင်ကျွေးမွေးတာဟာဒီနားတွေကိုပိတ်ပြီးတော့လောက်ကင်ကျွေးမွေးတာသူတို့မှကြံတဲ့ကိစ္စတွေမရှိတော့ဘူးငါမိန်းမဖို့ငါသားသမီးဖို့နော်အားလုံးဘဝတွေအတွက်ကိုအားလုံးသူကဒီကြောကြီးနဲ့ရှာတယ်အဲ့ဒီချိန်မှာမိန်းမကိုလည်းရိုမက်တစ်မဆန်တတ်ဘူးမိန်းမအတွက်ကိုလည်းတဲတဲမလှုပ်ပြဘူးမချစ်ပြတတ်ဘူးအဲ့လိုယောက်ျားမှုကြတော့ဘာတွေဖြစ်လဲဆိုတော့ကဲဗျာအဲ့မိန်းမတွေကငါယောက်ျားငါ့ကိုဂယုမဆိုင်ဘူးငါ့ကိုမချစ်ဘူးငါ့ကိုမချစ်ပြဘူးဆိုပြီးဘာဖြစ်သွားမလဲဆိုတော့ဖောက်ပြန်ကုန်ကြအောင်ကဲဒီလိုပဲချစ်သူဘဝတွေမှာလဲငါချစ်သူကငါ့ကိုမလီမချစ်ဘူးတဲတဲမလှုပ်ပြဟိုမှာလေကိုချစ်သူတော့ကိုရုန်းကန်နေရတယ်လေအိမ်နောက်တစ်ခုတည်ဆောင်မှုဆိုပြီးပညာတွေရှာနေရုန်းကန်နေရတယ်လေဒါကြောင့်မလို့တဲတဲလှုပ်ချစ်တတ်တဲ့သူများအချစ်ခံခြင်းတဲ့သူများစဉ်းစားပါလုံးဝတဲတဲလှုပ်အချစ်ခံတဲ့ချင်းခံခြင်းတွေလုံးဝကိုအမားနဲ့ကြုံမှုတက်ကိုအမားလန်းကိုရှောက်နေပါတယ်ဒါကြောင့်မလို့တဲတဲလှုပ်ချစ်ပြတာကိုမခံခြင်းပါနဲ့နော်ကိုမျက်နိုးနဲ့လေဟလာတန်ဖိုးထားတဲ့သူမျိုးကိုပါရွေးချယ်တဲ့ငါသမီးတို့ရေ